ကျွမ်းကျင်တဲ့ဘာသာတယောက်ဖြစ်ဖို့အတွက်ဆိုလို့ရှိရင်အသုံးပြုမယ်ကျွန်တော်တို့ပစ္စည်းတွေရဲ့အကြောင်းတွေကိုလည်းသိရှိထားဖို့လိုပါတယ်။ဒါတွေကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ကင်တဲ့ clipper တွေမှာဘယ်နှမျိုးရှိတယ်။ clipper ရဲ့အဓိက main နှမျိုးကိုအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။အဲ့တော့ clipper မှာကျွန်တော်တို့ fake blade နဲ့ tipper blade ဆိုပြီးမှကျွန်တော်တို့နှမျိုးရှိပါတယ်။ဒါတွေကဘယ်လိုလဲဆိုရင်ဒါကတော့ကျွန်တော်တို့ဒါ fake blade ပါ fake blade ပြောင်းအချောဖြစ်ပြီးတော့ဒီအပြောင်းချောတွေကစမှုပုံဖြစ်စေတဲ့စပင်နဲ့ကျွန်တော် skin fake ထိုးတဲ့အခါတွေမှာဒီ fake blade ကအမတန်မှအသုံးဝင်ပါတယ်ဒါကတော့ကျွန်တော်တို့ tipper blade ဖြစ်တယ် tipper blade မှာအမြောင်းပါပါတယ်အမြောင်းလေးပါတဲ့အတွက်သူက tipper blade တို့ကျွန်တော်တို့ shade တို့ထိုးတဲ့အခါမှာဒါတွေကိုအသုံးပြုတာများပါတယ် fake blade ဆိုတာကတော့ fake blade ဆိုတာဒီလိုအပြောင်လေးဖြစ်ပါတယ်ဒီလိုအပြောင်လေးပါဒါမျိုးအပြောင်လေးပဲဖြစ်ပါတယ်ဒီလိုအပြောင်လေးကကျွန်တော်တို့ fake ထိုးတဲ့အခါမှာ skin fake တွေထိုးတဲ့အခါမှာဒီလိုအပြောင်လေးနဲ့ထိုးပါတယ် tipper blade ကြတော့ကျွန်တော်တို့ဒီလိုပါဒီလိုညောင်းနေပါပါတယ်သူကကြတော့ tipper blade ဖြစ်ပါတယ်ဒီနှစ်ခုကတော့ကျွန်တော်တို့ဘာလဲဆိုရင်ဒါကျွန်တော်တို့ကဒါဒီဟာ clipper ရဲ့အထိုင်ပဲဖြစ်ပါတယ်ဒီအောက်အထိုင်ပဲဖြစ်ပါတယ် clipper ရဲ့ဒီအောက်အထိုင်ညာဖြစ်ပါတယ် fist တော့ဟုတ်ကျွန်တော်တို့က stationary blade ဆိုရဲအငြိမ်တော့တင်ငြိမ် blade ပြားပဲဖြစ်ပါတယ်ဒီပေါ်တော့ moving cutter blade ဆိုတာတော့အပေါ်ကနေပြီးမှကျွန်တော်တို့အောက်ကအငြိမ်ကိုအပေါ်ကနေပြီးတော့ဒီလိုရွှေ့လျားပြီးတော့ဖြတ်တဲ့ကတာပဲဖြစ်ပါတယ်အပေါ်ကသေးသေးလေးကအပေါ်ကနေရွှေ့လျားနေတဲ့ blade ပဲဖြစ်ပါတယ်အဲ့ဒါကို cutter blade လို့ခေါ်တယ်အ moving cutter blade လို့ခေါ်ပြီးတော့အောက်ကကိုကျွန်တော်တို့က stationary blade အငြိမ် blade ကြားပဲဖြစ်ပါတယ်သိရှိနားလေထားတဲ့အကြောင်းကိုကျွန်တော်ကရှင်းလင်းမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေရာတစ်ခုရရှိခဲ့မယ်ဆိုကျွန်တော် comment မှာတစ်ခုပြရေးခဲ့ပေးပါ